Hazrat Usman Shahidဖြစ်သွားတာဒီသဘောအုပ်စုဒီဆဘာယီအုပ်စုဒီအုပ်စုတွေပဲပြန်ကြည့်လို့ရှိရင် Hazrat Ali ကို Shahid လုပ်ခဲ့တာလည်းဒီအုပ်စုပဲ Hazrat Hussain ကို Shahid လုပ်ခဲ့တာလည်းဒီအုပ်စုပဲအားလုံး Hazrat Hassan ကို Shahid လုပ်ခဲ့တာလည်းဒီအုပ်စုပဲအားလုံးပြန်ကြည့်ဒီလူတွေပဲနေရာတကာမှာပတ်ပြီးတော့မှမှုေခဲ့တာအကုန်လုံးဒီလူတွေပဲမှုေပြီးတော့မှ Hazrat Usman radiyallahu ta'ala Shahid ဖြစ်ပြီးတဲ့နောက်မှာ Hazrat Ali radiyallahu ta'ala ကဒီတိုင်းတော့မဖြစ်ဘူးတယောက်ခေါင်းဆောင်တော့တယောက်ရှိရမယ် Hazrat Ali ကလက်ခံလိုက်ပြီးတော့ Hazrat Ali လက်မှာ bayat လုပ်လိုက်Hazrat Ali radiyallahu ta'ala က Amirul Mu'minin ဖြစ်သွားပြီခေါင်းဆောင်ဖြစ်သွားပြီခေါင်းဆောင်ဖြစ်သွားတဲ့ခါမှာတစ်ဖက်က Hazrat Zubair တို့ Hazrat Talha တို့သူတို့တွေက Hazrat Ali ရှိကနေတောင်းဆိုတာ Hazrat Usman Ghani radiyallahu ta'ala ကို Shahid လုပ်တဲ့သူတွေကိုအပြစ်ပေးအစ္စလာမ်ရဲ့ဥပဒေတိုင်းမတရားတတ်ခဲ့တယ်အဲ့အတွက်ကြောင့်အပြစ်ပေး Hazrat Muawiya တောင်းဆိုတာအဲ့ဒါပဲအပြစ်ပေးပြီအရေးယူပေးဒီလူတွေကိုအဲ့ဒီလူတွေကလည်း Abdullah ibn Sabah ဒီအုပ်စုကလည်းဘလောက်ထဲထဲဝင်ဝင်နိုင်ငံရေးမှာနေရာတွေယူထားလဲဆိုရင်အားလုံးဒီပွဲတွေကရှုပ်ရှက်ခတ်နေတာကဟိုကူဖာမြို့မှာကဲ Hazrat Usman ကိုတတ်ခဲ့တဲ့သူတွေဘယ်သူတွေလဲသူတို့အရေးယူပဲဆိုပြီးတော့မှလှုပ်လိုက်တဲ့ခါကျတော့ပလီမာလူ1000လောက်ကထားပြီးကျွန်တော်တို့လှုပ်ခဲ့တယ်ဆိုခက်ရှုပ်ရှက်ခတ်သွားတာဘလို့ Hazrat Ali ဘက်ကပြန်ကြည့်လဲဘလို့အရေးယူဖို့အခြေအနေကဘလို့မှမပေးနိုင်အဲ့ဒီလိုမဖြစ်တာအဲ့ဒီခါကျတော့ပြန် Hazrat Muawiya နဲ့ Hazrat Ali နဲ့တခါထပ်ပြီးတော့တပွဲစစ်ပွဲတပွဲဖြစ်ခဲ့တယ်အဲ့ဒီမှာလည်းအများကြီးမွတ်စလမန်တွေ Shahid ဖြစ်အဲ့ဒီမှာလည်းမဖြစ်ခင်ပြေလည်မှုရနေပြီအဲ့ဒီမှာလည်းဒီတိုင်းပဲနှစ်ဖက်ညီနိုင်ပြီးအစင်ပြေပြီအဲ့ဒီအစင်ပြေတဲ့အချိန်မှာပြန်ထပြီးပြန်ပြဿနာအဲ့ဒီမှာတခါတတိယအုပ်စုတအုပ်စုခါရီဂျီဆိုပြီးတော့အုပ်စုတစုတခါထွက်သွားပြန်သေးတယ်အဲ့ဒီအုပ်စုက Hazrat Ali ကိုလည်းကာဖီရ် Hazrat Muawiya ကိုလည်းကာဖီရ်အကုန်လုံးကာဖီရ်အဲ့ဒီကြားရအုပ်စုတစုတခါထွက်ပြန်သေးတယ်အဲ့တော့မငြိမ်မသက်မှုတွေကအဲ့ဒီအချိန်ကအစ္စလာမ်ရဲ့ဒါတမိုင်းမှာဒီရက်တွေကဒီ9နှစ်တာကာလဒီ9နှစ်ဝန်းကျင်တော်တော်ဆိုးသွားခဲ့တဲ့နှစ်ကာလပဲအဲ့ဒါတွေပြီးသွားတဲ့ခါ Hazrat Ali radiyallahu ta'ala လည်းတော်တော်ကိုစိတ်မကောင်းဖြစ်သူအုပ်ချုပ်ခဲ့တဲ့ကာလမှာနောက်ဆုံးတခါတလေကျရင် Hazrat Ali ရလက်ကျွန်တော်မုတ်စိတ်ဘယ်တော့หนีတော့မှာလဲဒါပေါ့တမန်တော်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ပြောခဲ့တယ်အလီမင်းမုတ်စိတ်หนีတဲ့နေ့ဒါပေါ့မင်းကောင်းကသွေးမုတ်စိတ်မှာပေးတဲ့နေ့မင်းတေမဲ့နေ့မင်း Shahid ဖြစ်မဲ့နေ့ဆိုတော့မော့ကိုပါတောင်းလာတယ်တေခြင်းတရားကိုပါမခံနိုင်တော့လို့အဲ့ဒီလိုအခြေအနေတွေဖြစ်လာတဲ့ခါနောက် Hazrat Ali radiyallahu ta'ala ကို Shahid လုပ်လိုက်တယ် Shahid ဖြစ်သွားတယ် Hazrat Hassan radiyallahu ta'ala တခင်ရလက်မှာအားလုံး bayat လုပ်လိုက်တယ် Hazrat Hassan Khalifa ဖြစ်သွားတယ်6လတိတိ Hazrat Hassan radiyallahu ta'ala အုပ်ချုပ်ခဲ့တယ် Hazrat Hassan 6လတိတိအုပ်ချုပ်ခဲ့တယ်အဲ့ဒီနောက်မှာ Hazrat Hassan နဲ့ Hazrat Muawiya နဲ့တစ်ဖက်မှာ Hazrat Muawiya နဲ့နောက်တစ်ခါစစ်ဖြစ်တော့မယ်ဆဲHazrat Muawiya ကလည်းတစ်ဖက်ကလူအုပ်ကြီးနည်းနည်းမဟုတ်လူအင်အားအများကြီးနဲ့ Hazrat Hassan ကဒီဘက်ကနေပြီးသွားတဲ့ခါတနေရာရောက်တဲ့ခါမှာအဲ့ဒီမှာ Hazrat Hassan ပို့ပြီးတော့လူကအင်အားပိုများတာဒါပေမဲ့ Hazrat Hassan ရဲ့ရှေ့မှာသွားနေတဲ့တပ်တွေကရှုံးပြီဆိုတဲ့သတင်းလူကဘယ်ကနေဘယ်ဝင်လူတွေဖွာလိုက်တဲ့ခါကျတော့ဒီ Hazrat Hassan နဲ့ပါလာတဲ့ကူဖာလူတွေအကုန်လုံးကမောက်ကမတွေလောက်ကုန်တာဒီမှာပွဲ Hazrat Hassan ကိုပါတခါတည်းဟိုဘေဇတ်တွေလောက်တိတ်ခါတွေချအဲ့လိုပွဲတွေဖြစ်တော့ Hazrat Hassan radiyallahu ta'ala လည်းမြင်ပြီကူဖာလူတွေဆိုတာကလူကောင်းတွေမဟုတ်အပြောတစ်မျိုးအလုပ်တစ်မျိုးဘယ်တော့မှအပြောနဲ့အလုပ်နဲ့ညီတဲ့သူတွေမဟုတ်ဘူးဆိုတော့ Hazrat Hassan ကြည့်တယ်ဒီပုံစံနဲ့ရှေ့ဆက်သွားရင်ထပ်ပြီးတော့မွတ်စလမန်တွေရဲ့သွေးတွေစီးအောင်မယ်တမန်တော်ဆလ္လာလာဟ်အလိုင်းဝါဆလမ်လည်းအမိန့်ရှိခဲ့တယ်ဘူခါရီမှာဟာဒီသ်ရှိတယ်ငါရဲ့ဒီသားလေး Hassan ကမွတ်စလမန်အုပ်စုကြီးနှစ်စုကြားထဲမှာသွေးကြောင်မစီးအောင်ပြေလေအောင်လုပ်ပေးမဲ့သူဆိုပြီးတော့ Hazrat Hassan radiyallahu ta'ala ကအဲ့မှာ Hazrat Muawiya ကိုခေါ်ပြီးတော့ပြေလေဖို့အတွက်ကိုကမ်းလှမ်းတယ် Hazrat Muawiya လည်းလုံးဝလက်ခံတယ်စာရွက်အဖြူလက်မှတ်ထိုးပြီးတော့ဒစိမ့်နှိပ်ပြီးတော့ပေးလိုက်တယ် Hazrat Hassan ကြိုက်တဲ့စီကံကျဲအဲ့ဒီမှာတတ်မှတ်ပေးပါကြိုက်တဲ့စီကံတတ်မှတ် Hazrat Hassan ကိုအဲ့ဒါလို့ Hazrat Muawiya ဘက်ကနေပြီးတော့နောက်ဆုံးအဲ့ဒါ9နှစ်ကာလမွတ်စလမန်တွေကြားထဲမှာသူတို့မငြိမ်မသက်မွတ်စလမ်အဲ့ဒါတွေအားလုံးက Hazrat Hassan ရဲ့အခုလိုမျိုးတစ်ဖက်ကိုကမ်းလှမ်းပြီးပြေးလေပေးလိုက်တဲ့ပုံမှာအားလုံးငြိမ်သက်သွားတယ်အားလုံးအစ္စလာမ်လောကကြီးကပြန်ပြီးတော့အေးချမ်းသွားတယ် Hazrat Muawiya Khalifa ဖြစ်သွားတယ်ဒါပေမဲ့တမန်တော်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကဟာဒီသ်မှာမရှိတာခီလာဖတ်ကအနှစ်30ဖြစ်မယ်လို့ငါနောက်မှာခီလာဖတ်တတန်းကအနှစ်30ဖြစ်မယ်လို့အမိန့်ရှိထားအဲ့ဒီအနှစ်30ပြန်ကြည့် Hazrat Abu Bakr Hazrat Umar Hazrat Usman Hazrat Ali ဒီ4ယောက်ပြီး Hazrat Hassan 9ယောက်ပေါင်းလို့ရှိရင်အနှစ်30ပြည့်တယ်ဒီ9ယောက်ရဲ့အုပ်ချုပ်ခဲ့တဲ့တတန်းပေါင်းလိုက်ရင်အနှစ်30ပြည့်အဲ့ဒီအနှစ်30ကာလကအစ္စလာမ်ရဲ့ ideal ပဲအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ခီလာဖတ်ပုံစံဆိုတော့အစ္စလာမ်ရဲ့ပုံစံနမူနာယူရမယ်စံထားရမယ်ပုံစံကအဲ့ဒါအဲ့ဒီနောက်မှာတမန်တော်အမိန့်ရှိတယ်အဲ့ဒီနောက်မှာအုပ်ချုပ်တဲ့မုလ်ကန်အဲ့ဒီနောက်မှာတော့ဘယင်စနစ်စလိမ့်မယ်Hazrat Muawiya radiyallahu ta'ala အုပ်ချုပ်တဲ့ဟာ
အဲ့ဒါကခီလာဖတ်စနစ်မဟုတ်တော့ဘူးအမှန်အစ္စလာမ်ရဲ့ပုံစံအစ္စလာမ်ကပြောတဲ့ ideal ပုံစံမဟုတ်တော့ဘူးဒါပေမဲ့ तू အုပ်ချုပ်တာကလည်းအဲ့ဒီနောက်မှာအစ္စလာမ်တမိုင်းမှာတောက်လျှောက်လာခဲ့တဲ့အုပ်ချုပ်မှုတွေအားလုံးမှာအကောင်းဆုံးပုံစံကဟာဇတ်မွာဗီယာရဲ့အုပ်ချုပ်မှုအနှစ်20ကာလလုံးဝအေးချမ်းတယ်မွတ်စလမန်တွေပြန်ပြီးအေးအေးဆေးဆေးပဲအာရမ်ပြန်ဖြစ်သွားတဲ့အနှစ်20ကာလဟာဇတ်မွာဗီယာအဲ့ဒီနောက်မှာတခုတော့ရှိတယ်ဟာဇတ်ဥမတ်ဘင်အဗ်ဒူလအဇီဇ်ရဲ့ခီလာဖတ်ကာလဒါပေမဲ့ဘာပဲပြောပြောဟာဇတ်မွာဗီယာကဆဟာဘီဟာဇတ်ဥမတ်ဘင်အဗ်ဒူလအဇီဇ်ကဆဟာဘီမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ဆဟာဘာထက်ပိုပြီးတော့မှမြတ်တဲ့သူကအွမ်မတ်မှာမရှိဘူးHazrat Abdullah ibn Mubarak rahmatullah alayhi ko mir Hazrat Muawiya ne Umar bin Abdul Aziz ne badu pobi miya le so Hazrat Abdullah ibn Mubarak rahmatullah alayhi ka amin shi de Amir Muawiya Tamanme sallallahu alaihi wasallam ne jihad te luk khere chain lo tu myin ye nakhau ma win khe de phou eri phou ko ye asin ko daw Hazrat Umar bin Abdul Aziz ma shin nain bu so bi do ma tu nain bu so bi do sahabi ye asin ka sahabi be ba be be anit 20 long wa chan chan beလုံးဝအေးချမ်းစွာနဲ့အုပ်ချုပ်ခဲ့တော့ဟာဇတ်မွာဗီယာရဲ့နောက်ဆုံးပိုင်းမှာဟာဇတ်မူဂီရာဘင်ရှောဘာသူကဟာဇတ်မွာဗီယာကိုပြောတယ်အခုခမည်းအုပ်ချုပ်နေတဲ့ကာလအနှစ်20အေးချမ်းချမ်းဖြစ်သွားပြီတော့အခုခမည်းအလ္လာဟ်မင်ခံသွားပြီအဲ့ဒီနောက်ပိုင်းမှာပြန်တက်လာမဲ့သူကြောင့်ပြန်အစ္စလာမ်မှာပြန်ပြီးသွေးကြောင်းစီးတာတွေဘာတွေမဖြစ်သင့်တာတွေမဖြစ်အောင်ကြိုတင်ပြီးတော့မဆုံးခင်တည်းကတယောက်ယောက်ကိုနောက်မှာကိုသူ့ကိုအိမ်ရှိအရာပေးပြီးသွားပါတယောက်ယောက်ကိုနောက်မှာခန့်ပြီးငကိုတွေကသွားပါဟာဇတ်မွာဗီယာကဒါလည်းမှန်တယ်ဒီလောက်အေးချမ်းအောင်လှုပ်ထားတယ်တော်တော်ခက်ခဲနဲ့လှုပ်ခဲ့ရတာအနှစ်20ကာလပြန်သူအလတ်မင်ခံသွားရင်ပြန်ပြီးတော့အတစ်တဖန်ပြန်ပြီးတော့မွတ်စလမန်တွေကြားမှာပြန်အကွဲလွဲမဖြစ်အောင်ဘယ်လိုလုပ်မလဲအခြားဘယ်သူ့ကိုတင်ရမလဲဆိုတော့ဟာဇတ်မူဂီရာဘင်ရှောဘာပဲမရှရာပေးတယ်သူတာယဇီဒ်ကိုတင်လိုက်ဒီမှာလည်းထပ်ပြောမယ်ဆာဟာဘီနီယတ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာမှပြောလို့မရဘူးသူ့ရဲ့အခုလိုအကြံပေးတာမှန်တယ်မှားတယ်သုံးသက်ခြင်းသုံးသက်လို့ရတယ်ဒါပေမဲ့သူကဒီဥစ္စာကိုမရှဝရာပေးခဲ့တာအကြံပေးခဲ့တာကနီယတ်မမှန်နဲ့ပေးခဲ့တယ်လို့ကျွန်တော်တို့ပြောလို့မရဘူးဆာဟာဘာတွေသူတို့ရဲ့အဆင့်ကတော့ကုရ်အာန်ထဲမှာခုနပဲပြောတယ်အလ္လာဟ်ကျင့်တတ်တယ်လို့ပြောခဲ့တယ်သူကလည်းသူ့ဘက်ကသူစဉ်းစားမှာပေါ့ဒီမျိုးနွယ်ဘနူအုမယမျိုးနွယ်ကြီးသူတို့ရဲ့အရှိန်ဝါဆိုတာလည်းရှိတယ်အုတ်ချုပ်ရေးပိုင်းဆိုင်ရာမှာအရှိန်ဝါလည်းတိတ်လိုအပ်တယ်အဲ့တော့ဟာဇတ်အမီရ်မွာဗီယာမရှိတဲ့နောက်မှာယဇီဒ်ကိုတင်လိုက်မယ်ယဇီဒ်ကအဲ့ဒီချိန်ထိသူနဲ့ပတ်သက်ပြီးတော့မကောင်းတာတွေမြင်မှမမြင်ရသေးဘူးလူကရှေ့ဆက်ပြီးအနာဂတ်မှာဘာလုပ်မလဲစိုးမလားကောင်းမလားဆိုတော့ဘယ်သူမှသိမှမသိတာအဲ့တော့မရှရာပေးတော့ဟာဇတ်မွာဗီယာလည်းဒါလည်းကောင်းတာပဲဆိုပြီးတော့မှသူ့ရဲ့သားယဇီဒ်ကိုအိမ်ရှိရာပေးပြီးတော့မှသူမဆုံးခင်တည်းကအားလုံးကိုဘိုင်ယတ်လုပ်ခိုင်းတယ်အားလုံးဘိုင်ယတ်လုပ်ဆိုပြီးတော့ဘိုင်ယတ်လုပ်ခိုင်းတာအကုန်လုံးအစ္စလာမ်အားလုံးမှာဘိုင်ယတ်လုပ်တယ်အဲ့ဒီခေတ်ကဆာဟာဘာထိပ်ပိုင်းတွေကအလ္လာဟ်မင်ခံသွားပြီတမန်တော်ခေတ်ကဆာဟာဘာအငယ်တွေကလေးတွေကအဲ့ဒီချိန်အသက်ကြီးပိုင်းရောက်နေပြီသူတို့ရဲ့နောက်ဆုံးပိုင်းရောက်အဲ့ဒီထဲမှာအားလုံးကဘယ်လှုပ်လိုက်တယ်9ယောက်ကအဲ့ဒီမှာမလှုပ်ဘူး9ယောက်ကဟာဇတ်အဘူဘကာဆုံးသွားပြီသူတာအဗ်ဒူရဟ်မန်ရှိတယ်အဗ်ဒူရဟ်မန်ဘင်အဘူဘကာသူဘိုင်ယတ်မလုပ်ဟာဇတ်ဥမာဆုံးသွားပြီဟာဇတ်ဥမာရတာအဗ်ဒူလာဘင်ဥမာရှိတယ်သူဘိုင်ယတ်မလုပ်ဟာဇတ်အလီဆုံးသွားပြီဟာဇတ်အလီရတာဟာဇတ်ဟူစိန်ဟာဇတ်ဟဆန်လည်းဆုံးသွားပြီအဲ့ဒီချိန်မှာမရှိတော့ဟာဇတ်ဟူစိန်သူလည်းဘိုင်ယတ်မလုပ်နောက်ဟာဇတ်ဇူဘိုင်ဆုံးသွားပြီHazrat tu ya ta Hazrat Abdullah ibn Zubair tu bayat malo Hazrat Abbasဆုံးသွားပြီ Hazrat Abbas ya ta Abdullah ibn Abbas tu bayat maloဒီ9ယောက် bayat malo တိတ်မကြဘူး Hazrat Muawiya လည်းကြည့်တယ်ကဲ bayat malo တော့လည်းပြဿနာမရှိဘူးဘာမှအတ္တမနီးနဲ့ဘာမှမလုပ်ဘူးနောက်သူတိတ်မကြဘူးဆုံးသွားတော့မှအခုယဇီဒ်စီမှာ bayat လုပ်ဖို့ဒီလူတွေကိုပါ bayat လုပ်ဖို့ပြောလာတဲ့အခါအဲ့ဒီအချိန်မှာ Hazrat Muawiya ဆုံးပြီးတော့ယဇီဒ်တက်တဲ့အချိန်မှာ Hazrat Abu Bakr ya ta Abdul Rahman သူလည်းဆုံးသွားပြီသူလည်းမရှိတော့ဘူး၄ယောက်ကျန်တယ်အဲ့ဒီ၄ယောက်ထဲမှာဟာဇတ်အဗ်ဒူလာဘ်အူမာနဲ့ဟာဇတ်အဗ်ဒူလာဘ်အဘာစ်ကပြဿနာဘာလို့မလဲပြဿနာရှာမနေတော့အာနာနဲ့လုံနေပြီဆိုသူတို့လည်းလက်ခံလိုက်တပည့်ဆိုတနှစ်ယောက်ကြံခဲ့တာဟာဇတ်ဟူဆိုင်းနဲ့ဟာဇတ်အဗ်ဒူလာဘ်ဇူဘိုင်ကသူတို့နှစ်ယောက်ကြံသူတို့နှစ်ယောက်လုံးမက္ကာကိုသွားလိုက်မက္ကာမှာသွားပြီးတော့ဟာဇတ်အဗ်ဒူလာဘ်ဇူဘိုင်နဲ့ဟာဇတ်ဟူဆိုင်းနဲ့လည်းတခါကွဲပြန်နှစ်ယောက်လုံးဘယ်မလို့ကွဲတာကဟာဇတ်ဟူဆိုင်းရှိမှအဲ့ဒီချိန်မှာစာရီလာနေတယ်ကူဖာလူတွေကစာရီပို့နေတယ်ကျွန်တော်တို့ရှိကိုလာခဲ့ကျွန်တော်တို့ဘယ်လုပ်မယ်ကျွန်တော်တို့ဘယ်လုပ်ပြီးပြန်ပြီးတော့သူ့ကိုလက်မခံနဲ့ကူဖာစာရီပို့နေတာဂုံဒီအိတ်လိုက်တယ်စာတွေဘယ်လောက်များလဲအိတ်လိုက်ကြီးစာတွေအဲ့တော့ဟာဇတ်ဟူဆိုင်းကသွားမယ်အဲ့ဒီကိုကူဖာသွားမယ်ဟာဇတ်အဗ်ဒူလာဘ်ဇူဘိုင်ပြောတယ်မသွားနဲ့မက္ကာမြို့ဟီဂျာဇ်ဒီနေရာရဲ့ဘာရကတ်တခြားနေရာမှာမရှိဘူးတခြားနေရာဒီနေရာကိုလွတ်ပြီးမသွားနဲ့ဒီမှာကို base လုပ်ဒီမှာမက္ကာမြို့ base လုပ်ပြီးတော့ဒီမှာ strong ဖြစ်အောင်လုပ်ဒီကနေပြန်ပြီးတော့မှလုပ်ဟာဇတ်ဟူဆိုင်းရဇီအလ္လာဟူတအာလာန်စာရီပြေးနေတယ်စာရီဒီမှာသူတို့တွေလက်ခံတော့ဟိုသွားရင်ကောင်းမယ်